Stand out from the crowd. STAND stand OUT out FROM from TH either CROWD crowd. Stand out from the crowd. ဒါလေးကအခုနောက်ပိုင်းပေါ့နော်အလုပ်လျှောက်တဲ့နေရာမှာပဲဖြစ်ဖြစ် scholarship လျှောက်တဲ့နေရာမှာပဲဖြစ်ဖြစ်ဘယ်လို successful ဖြစ်အောင်လုပ်ရမလဲဆိုပြီးတော့ guidance ပေါ့လမ်းညွှန်ချက်တွေပေးတဲ့နေရာမှာအတွေ့အများတဲ့ phrase လေးတစ်ခုပါရှင့် Stand out from the crowd ဒီနေ့မှာတော့ဒီ phrase လေးရဲ့အဓိပ္ပာယ်ကိုကြည့်ကြပါမယ်နှလုံးချင်းကြည့်မယ်ဆိုတော့ stand မတက်ရက်တဲ့ out stand out ပေါ့နော်ဆိုတော့အပြင်မှာထွက်ပြီးရက်တဲ့ from the crowd 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 လူအုပ်ရဲ့အပြင်ဖက်မှာထွက်ရက်တယ်ပေါ့နော်ဒီလိုပုံစံမျိုးထွက်သွားတယ်actually it means ကကြတော့ကွဲထွက်နေတယ်ပေါ့နော်အများနဲ့မတူပဲကွဲထွက်နေတယ် but just one thing တခုလေးပဲကွဲထွက်တယ်ဆိုပေမဲ့ to be different in a good way ကောင်းတဲ့နည်းလမ်းနဲ့ကွဲထွက်တာပေါ့နော်သူများနဲ့စာရင်in a bad way ပေါ့နော်ဆိုဝါနီးနဲ့ကွဲထွက်တာမျိုးမဟုတ်ဘူးဒါလေးတော့တတိချက်ဖို့လိုပါတယ်simply put ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့ to be noticeable or special when everyone else seems similar ပေါ့နော်ဆိုအကုန်လုံးကဒီအရေးချင်း to scale to ဖြစ်နေတဲ့အချိန်မှာအများနဲ့ကွဲထွက်အောင်ဘယ်လိုလုပ်မလဲပေါ့နော်ဆိုအများနဲ့ကွဲထွက်နေအောင်ဒီရွေးချယ်တဲ့သူတွေမြင်သာအောင်လုပ်ပါဆိုတဲ့သဘောလေးပေါ့နော်အဲ့ဒီပဲရတယ် phrase လေးပါရှင် so stand out from the crowd so ကိုရဲ့ဒီ application တစ်ခုခုလုပ်တော့မယ်ဆိုရင်အများနဲ့မတူဘဲနဲ့ကောင်းတဲ့နည်းနဲ့ကွဲထွက်နိုင်တဲ့ဟာလေးတွေကဘာတွေရှိလဲပေါ့နော်ဒါလေးကိုကြိုပြီးတော့စဉ်းစားထားလို့ရပါတယ် Okay, so anyway, have a nice day to you all. Bye bye and see you in the next video.